2022ကမ္ဘာ့ဖလားပြိုင်ပွဲကြီးစတင်တော့ကအင်္ဂလန်သင်းရဲ့ဘယ်တောင်မှပွဲထွက်ကစားသမားဖြစ်နေရာယူခဲ့သူကတော့ Raheem Sterling ပဲဖြစ်ပါတယ်။အဲ့ဒီမတိုင်ခင်တနေ့ကျော်ကနေမဲ့သူဟာယူ2021ပြိုင်ပွဲရဲ့အကောင်းဆုံးအသင်းမှာပါဝင်ခဲ့တယ်လို့ကမ္ဘာအကောင်းဆုံးကစားသမားဆု Ballon d'Or ရဲ့အဆင့်15နေရာထိချိန်ခဲ့သူပါ။ဒါပေမဲ့2026ကမ္ဘာ့ဖလားရောက်ရှိလာခြင်းမှာတော့2010ပြည့်နှစ်နောက်ပိုင်းပထမဆုံးချိန်ဖြစ် Sterling မပါဝင်တော့တဲ့အင်္ဂလန်လူစင်ထွက်ပေါ်လာခဲ့ပေမဲ့ဘယ်သူမှလည်းထူးထူးခြားခြားမှန်ဩကြတော့ပါဘူး။ Sterling အသက်32နှစ်ပဲရှိပါသေးတယ်။တောက်ပဆုံးထိပ်တန်းအဆင့်မှာရှိနေခဲ့တဲ့ကစားသမားတစ်ယောက်ဘာကြောင့်ဒီလိုမေးမိသွားရတာလဲ။ Sterling ရဲ့ကစားသမားဘဝကာလတစ်လျှောက်လုံးမှာကြော်ကြားမှုတွေနဲ့အတူမျှော်လင့်ချက်မြင်မာမှုတွေကအမြဲလိုက်ပါခဲ့ပြီးဒါကောင်းတာရောမကောင်းတာရောအတိတ်မိတ်တစ်ခုဖြစ်ခဲ့ပါတယ်။ Rangers လူငယ်အသင်းမှခြေစွမ်းပြခဲ့လို့အင်္ဂလန်ထိပ်တန်းကလပ်တွေအပြိုင်ဆိုင်လူခဲ့ကြရပြီးအသက်15နှစ်မှာလီဗာပူးအသင်းစီရောက်ရှိသွားခဲ့ပါတယ်။အသက်19နှစ်မှာပရီးမီးယားလိပုံမှန်ပွဲထွက်ခွင့်ရလာပြီးအသက်20အရွယ်မှာတော့ကမ္ဘာအကောင်းဆုံးလူငယ်ကစားသမားဆုဖြစ်တဲ့ Golden Boy ဆုကိုစုကူးနိုင်ခဲ့တာပါ။ဒါပေမဲ့ဒီလိုလင်းမြန်စွာအောင်မြင်လာတာနဲ့အတူစောင့်ကြည့်မှုတွေနဲ့မတန်မရာဝေဖန်မှုတွေကိုပါတိုင်းခံကြုံတွေ့ခဲ့ရပါတယ်။လီဗာပူးအသင်းရဲ့စာချုပ်တစ်ကိုညှင်းဆန်ပြီးအသက်22နှစ်မပြည့်ခင်မှာပဲမန်ချက်စတာစီးတီးအသင်းစီစံချိန်တင်ပြောင်းရွှေ့ခြင်းနဲ့ပြောင်းခဲ့တာကြောင့်သူ့ကိုငွေနောက်ကိုပဲလိုက်ခဲ့တဲ့သူလို့ဆွဆွဲခဲ့ကြပါတယ်။လက်ရွေးစင်အသင်းမှာလည်း2014နဲ့2016ပြိုင်ပွဲတွေတုန်းကညံပြင်းတဲ့ရလဒ်တွေအတွက်သူ့ကိုပဲမတရားပုံချအတရားခံလုပ်တာကိုခံခဲ့ရပါသေးတယ်။ဒါပေမဲ့သူနဲ့နှိစက်သူတွေကတော့စတာလင်ယာလေးချင်ခွင့်မှာအလွန်ကြိုးစားသူဖြစ်ကြောင်းပြောဆိုကြပါတယ်။မန်စီးတီးမှာပထမဆုံး200တိရုန်းကန်ခဲ့ရပြီးနောက်နေပြပတ်ခွာရီယိုလာရဲ့နီးစနစ်အောက်မှာအဝင်ကွန်ကြဖြစ်အောင်တောင်ပင်ကနေဓာတ်ရိုက်ဆွဲဝင်ကစားသူအဖြစ်ကနေပင်လယ်ဒီဧရိယာအတွင်းအခွင့်အရေးကိုအပိုင်သုံးချနိုင်တဲ့အဆုံးသက်ကစားသမားကောင်းတစ်ယောက်ဖြစ်သူ့ကိုယ်သူပြောင်းလဲပြစ်ခဲ့ပါတယ်။သူဟာ300တိဇက်တိုက်9နဲ့9ဖန်တီးမှုစုစုပေါင်း35ခုထက်မနည်းစံချိန်တင်နိုင်ခဲ့တယ်လို့ဂါရက်ဆောင်းကရဲ့အင်္ဂလန်အသင်းမှာလည်းအားကိုးရဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။2019မှာဘလွန်ဒီရောအဆင့်7ရရှိခဲ့တယ်လို့2021မှာတော့လူမျိုးရေးတန်းတူညီမျှမှုတွေဆောင်ရွက်ခဲ့တာကြောင့် MBE ဘော်တစိတ်ချီးမြှင့်ခံခဲ့ရပြီးယူရိုပြိုင်ပွဲမှာလည်းအင်္ဂလန်အသင်းကိုနှစ်ပေါင်း90အတွင်းပထမဆုံးချိန်ဘောလုံးပွဲစီပို့ဆောင်ပေးနိုင်ဖို့3ခုအထိသွင်းယူပေးခဲ့ပါတယ်။ဒါပေမဲ့2021-22ရာသီကုန်မှာတော့မန်စီးတီးအသင်းရဲ့အရေးပါတဲ့ပွဲကြီးတွေမှာပွဲထွက်ခွင့်လက်လွတ်ခဲ့ရတာကြောင့်စိန်ခေါ်မှုအသစ်တစ်ခုကိုရှာဖွေခဲ့ပါတယ်။ချက်စီအသင်းကသူ့ကိုလိုချင်းခေါ်ယူခဲ့ပြီးပိုင်ရှင်သစ်အမေရိကန်လူမျိုးတွေတော့စတာလီယာအရေးပါတဲ့ကစားသမားတစ်ခုဖြစ်ခဲ့ပါတယ်။အသင်းပိုင်ရှင်တော်ဘိုလီကသူ့ကိုကမ္ဘာအဆင့်မီပါရမီရှင်ဖြစ်တင်စားကမိုဟာမက်ဆာလာ၊ကေဗင်ဒီဘရိုင်းနာတို့နဲ့အပြိုင်တပတ်ပေါင်း3,200,000ခွဲအထိပေးပြီး9နှစ်စာချုပ်ချုပ်ဆိုခဲ့တာပါ။စတာလင်ကိုယ်တိုင်လည်းဘလွန်ဒီရောဆုကိုစုကူးခြင်းနဲ့ရည်မှန်းချက်အပြည့်နဲ့ရောက်လာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ရောက်ပြီး2လကြာမှပဲသူ့ကိုခေါ်ယူခဲ့တဲ့နီးပြတော်မတ်တူချေယာတို့ကထုတ်ပယ်ခြင်းခံလိုက်ရပါတယ်။အဲဒီနောက်မှာတော့ချက်စီအသင်းပိုင်ရှင်တွေဟာတက်ကြီးထိပ်တန်းကစားသမားတွေအစားလူငယ်တွေကိုဦးစားပေးမဲ့နီးပြဘက်ပြောင်းသွားခဲ့ပါတယ်။စတာလင်ရဲ့ခြေစွမ်းကလည်းစတင်ကျဆင်းလာခဲ့ပြီးကာတာကမ္ဘာဖလားပြိုင်ပွဲကနေပြန်လာပြီးမကြာမီမှာပဲသူ့ရဲ့ကစားသမားဘဝရဲ့ပထမဆုံးအဓိကကြော်သားတန်ရအပြင်းထန်ရရှိခဲ့ပါတယ်။အကြောင်းပြချက်အမျိုးမျိုးရှိနေပေမဲ့လည်းသူ့ရဲ့မြင်မာလာတဲ့လောက်ကလာတာကြောင့်ဝေဖန်မှုတွေရဲ့ဒိုင်းခံပြတ်မှတ်ဖြစ်လာခဲ့ပါတယ်။လက်တွေ့မှာတော့စတာလင်စိန်ခံနေခဲ့တာမဟုတ်ပါဘူး။2023နွေရာသီမှာစားတောက်မှုပုံစံနဲ့ကြက်ခံရေးပိုင်းကိုပြန်လည်ပြင်ဆင်ပြီးအစွမ်းကုန်စူးစမ်းခဲ့ပါတယ်။ကျွန်တော်ဘောလုံးကိုပဲဆွဲလန်းပြီးအခြားဘာကိုမှစိတ်ဝင်စားတော့တဲ့အခြေအနေကိုပြန်ရောက်ချင်ပါတယ်လို့အဲ့ဒီအချိန်တုန်းကသူပြောခဲ့ပါသေးတယ်။ချယ်ဆီနီးပြပိုချက်တီနိုလက်အောက်မှာအစကောင်းခဲ့ပေမဲ့နောက်ပိုင်းမှာခြေစွမ်းပြန်ကျသွားခဲ့ပြီးမန်စီးတီးမှာဂွာရီယိုလာတင်ပေးခဲ့တဲ့အဆုံးသက်စွမ်းရည်တွေပျောက်ဆုံးကလီဗာပူးခိကလော့တူးချင်းလက်ထွက်ဖို့ပဲချင်းကပ်လာခဲ့ပါတယ်။အောင်မြင်မှုနှုန်းလည်းနှဲပါသွားပြီးလက်စတာနဲ့ FA ကပွဲစဉ်မှာဖြစ်တံပေါ်လွှဲချော်ခဲ့အပြီးမှာတော့မိမိအသင်းပရိသတ်တွေရဲ့လောင်ပြောင်ခြင်းကိုပါခံခဲ့ရပါတယ်။အဲဒီချိန်မှာသူဟာကလပ်နဲ့လက်ရွေးစင်အသင်းတွေပွဲပေါင်း600ကျော်ကစားခဲ့ပြီး17ရာသီဇက်တိုက်ပွဲပေါင်း40ထက်မနည်းကစားခဲ့ပြီးဖြစ်ပါတယ်။အသက်30တောင်မပြည့်သေးပေမဲ့ပရီးမီးယားလိသမိုင်းမှာသူ့ထက်မိနစ်ပိုကစားခဲ့မှုတဲ့တိုက်စစ်မှုဆိုလို့ရေရီယိုနီတူပဲရှိပါတော့တယ်။ဒါကြောင့်သူဟာရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါကစားလုံးလုံးပင်ပန်းနှွမ်းနေတဲ့တန်ကိုခံစားနေရပြီလားဆိုတဲ့မေးခွန်းတွေထွက်ပေါ်လာခဲ့ပါတယ်။2024ရာသီချုပ်ခီးစဉ်မှာနေပြတဲ့အန်ဇိုမာရက်စကာကစတာလင်ကိုအဓိကကစားသမားလို့ချီးကျူးခဲ့ပေမဲ့ပရီးမီးယားလိအခွင့်ပွဲစဉ်မှာပဲလူစင်းကနေချန်လက်ခဲ့ပြီးလူအင်အားများပြားလုံးနဲ့ချဲစီးတင်ကသူ့ကိုတီးတန့်ခွဲထုတ်လေ့ကျင့်စေခဲ့ပါတယ်။အပြောင်းရွှေ့နောက်ဆုံးရက်မှာအာဆင်နယ်အသင်းထံအငှားပြောင်းခဲ့ပေမဲ့မိနစ်20အောက်ပွဲထွက်ခွင့်3ပွဲပဲရခဲ့ပြီးချဲစီးအသင်းစီပြန်ရောက်လာချိန်မှာတော့ပထမအသင်းနဲ့ခွဲပြီးလေ့ကျင့်ရေးဆင်ခဲ့ရပါတယ်။နောက်ဆုံးမှာတော့2026ခုနှစ်ဖေဖော်ဝါရီလမှာချက်စီးအသင်းကနေထွက်ခွာပြီးနယ်သာလန်ကလပ်ဖီယင်နိုအသင်းစီရေတိုစာချုပ်နဲ့ရောက်ရှိသွားခဲ့ပါတယ်။ဖီယင်နိုအသင်းကသူ့ကိုအလုံးလုံးခွင့်ပါမယ်မရမီအသင်းမှာပါဝင်နိုင်ဖို့လေ့ကျင့်ရေးခွင့်ကို85မိုင်ကွာဝေးတဲ့ဘယ်ဂျီယန်နယ်ဇက်စီရွှေ့ပေးတဲ့အထိအထူးကြိုဆိုခဲ့ကြပါတယ်။ဒါပေမဲ့9လနီးပါးပွဲမကစားရပဲတီးတန့်လေ့ကျင့်နေခဲ့ရတဲ့စတာလင်အတွက်တော့ပုံမှန်ခြေစွမ်းပြန်ရဖို့ရုန်းကန်ခဲ့ရပြီး9ပွဲပဲပါဝင်ခွင့်ရက4ပွဲပဲပွဲထွက်ခွင့်ရခဲ့ပါတယ်။ဒါလည်းမကသေးပဲ2026ခုနှစ်မေလမှာတော့စတာလင်ယာမူရစွာတုံးဆွဲပြီးကာမမှုမတင်ကားမှုရင်မတော်မဆမှုတွေမှာပါဝင်မှုတို့နဲ့အင်္ဂလန်မှာဖန်ဆီးခြင်းခံခဲ့ရပါတယ်။ကမ္ဘာအကောင်းဆုံးကစားသမားဆုကိုစိန်ခေါ်နိုင်မဲ့သူလို့သတ်မှတ်ခြင်းခံခဲ့ရမှုတဲ့ Raheem Sterling ရဲ့ဇလန်ဟာဘ
ဘောလုံးလောကမှာအမြင့်ဆုံးထိအောင်မြင်ခဲ့ဘူးသလိုဝေဖန်မှုတွေအခက်အခဲတွေနဲ့အတူအောက်ဆုံးထိချောချသွားနိုင်တယ်ဆိုတာကိုပြသနေတဲ့သင်ခန်းစာတစ်ခုပဲဖြစ်ပါတယ်။ငယ်စဉ်ကလေးက PR မျိုးစုံကြားမှာကြီးပြင်းလာခဲ့ရပြီးကစားသမားဘဝအကောင်းဆုံးချိန်တွေကိုပေးဆက်ခဲ့ပေမဲ့ပင်ပန်းနှောနယ်မှုတွေကလပ်သင်းတွေရဲ့နီးပြပြောင်းလဲမှုတွေနဲ့အတူရလက်ပိုင်းကျဆင်းမှုတွေကသူ့ကိုအဆင်မပြေမှုတွေစီတွန်းပို့ခဲ့တာပါ။ကမ္ဘာစစ်မီတောင်ပန်တိုက်စစ်မှုတယောက်ဖြစ်ပြည်သက်တွေကိုရင်ကုန်စိတ်လှုပ်ရှားစေခဲ့တဲ့စတာလင်တယောက်ဒီမောင်တို့ကိုကြော်ဖြတ်ပြီးကစားသမားဘဝကိုအနေဆုံးစစ်မှာပဲနှီးကုန်းချုပ်သွားမလားဒါမှမဟုတ်နောက်ဆုံးစိန်ခေါ်မှုတစ်ခုဖြစ်ပြန်လည်ရုံထွက်ပြနိုင်မလားဆိုတာကတော့သူကိုယ်တိုင်ရေးထိုးရမယ့်အနာဂတ်ရဲ့အဖြစ်ပဲဖြစ်ပါတော့တယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာတာယာသောနေ့ရက်လေးများပိုင်ဆိုင်ကြပါစေ